ရှိသေးလားဆိုရင်ရှိပါတယ်ရှင်အခုလိုမျိုးဝဲခါကစိုက်ပြေးဂိုက်ပြေးတွေအကုန်လုံးရှိသေးတယ်ဒါပေမဲ့အယောင်ကတော့၈ရောင်ပဲရတော့မယ်လာတာတော့10ရောင်ပေါ့ကွယ်အနီရောင်နဲ့အနက်ရောင်နဲ့ကကုန်သွားပြီကုန်သွားဖြစ်တဲ့အတွက်ကြောင့်ပန်းရောင်တွေပြီးနောက်ထပ်အယောင်တွေလည်းတော်တော်လှပါတယ်ကြံသေးတဲ့ရောင်တွေကလည်းပေါ့နော်အဲ့ဒီ၈ရောင်တော့ရမယ်ဒီလိုမျိုးဝဲခါကားတွေကိုအိမ်ရောက်ငွေချေရလာဆိုရင်မင်းတို့ကျိုင်းတုံမျိုးကလူတွေဆိုရင်တော့အိမ်ရောက်ငွေချေရပါတယ်ကြံမျိုးတွေအားလုံးကတော့ငွေကြိုပြီးတော့လွှဲရပါတယ်ရှင်ငွေကြိုလွှဲရတယ်ဆိုပြီးတော့လည်းယုံကြည်မှုတွေတင်မလားမယုံအောင်တွေလိန်ခမ်းမှာတွေတော့မစိုးရိမ်ပါနဲ့ရှင်မစ်ချွိုက်ထွယ်ဆိုင်ကကြတော့ကျိုင်းတုံမျိုးမှာဆိုင်နှစ်ဆိုင်လည်းဖွင့်ပေးထားတယ်ပြီးတော့ဟိုမင်းတို့ online တိတက်ရောင်းတာမဟုတ်ဘူးပေါ့နော်ဆိုင်မှာဖွင့်ပြီးရောင်းတာဖြစ်တဲ့အတွက်ကြောင့်ဆိုင်ပုတ်တွေဆိုင်ရဲ့အပြည့်အစင်တွေအကုန်ပြခိုင်းလို့ရတယ်ကိုယ့်ရဲ့ပစ္စည်းကိုလှန်လို့ပြီးမရဲ့ဘလို့ပြပါဟိုလိုပြပါအကုန်ပြခိုင်းလို့ရပါတယ်ရှင်ပြီးရင်ဗီဒီယိုကောလည်းခေါ်လို့ရပါတယ်နော်ယုံကြည်စိတ်ချစွာမှာလို့ရပါတယ်ရှင် line ပေါ်မှာတင်ပြီးမေးလို့ရတယ်မစ်ချွိုက်ထွယ်ဆိုင်ဆိုတာကျိုင်းတုံမျိုးမှာတကယ်ရှိလားတော့ပါတော့ပေါ့နော်တည်ရမလားအဲ့လိုမျိုးပေါ့နော်မစ်တို့ကကျိုင်းတုံမျိုးမှာအစ်အမှန်တကယ်ရောင်းနေတဲ့ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့ယုံကြည်စိတ်ချစွာအကုန်လုံးမှာလို့ရပါတယ်ရှင်ဒါလေးတွေဆိုလို့ရှိရင်လက်လီလည်းရတယ်လက်ကားလည်းရတယ်လက်လီဆိုလို့ရှိရင်မတို့တစုံချင်းဈေးကို19500နဲ့ရောင်းပေးထားတယ်လက်ကားဈေးဆိုရင်10တဲ့ဈေးကို14000နဲ့ရောင်းပေးထားတာဖြစ်ပါတယ်ရှင်လုံးဝစိုက်ပြည့်ဂိုက်ပြည့်เนาะမကြီးလက်တွေဆိုလို့ရှိရင်လည်းမတို့ကြဲကြဲလေးဖောက်ပေးထားတယ်ပြီးဒီခါနောက်ကဆိုလို့ရှိရင်တည်တာပုံမှန်အားဖြင့်လည်းမတို့အတိုလေးလာလို့ရှိရင်ဒီလောက်လေးပဲအတိုလေးတွေလာတာဒီကောင်ကကျတော့ဖေမှာဖုံးတယ်เนาะအောက်မှာလည်းဘောင်းမီတစ်ထက်ပါပြီးသားတခါတည်း1ဆက်လေးပါရှင်အဲ့တော့ဒီနွေရာဒီမှာဆိုလို့ရှိရင်လေမတို့လေဝေးရတဲ့သူလည်းဝစ်ပြောတယ်ရောင်းရတဲ့သူလည်းရောင်းပြောတယ်ပစ္စည်းလေးဖြစ်ပါတယ်ရှင်အဲ့တော့ဒါလေးတွေကတော့8ရောင်တော့ရပါအောင်မယ်เนาะအဲ့တော့မှာယူခြင်းနဲ့ဆိုလို့ရှိရင်မတို့ရဲ့ Viber နံပါတ်39944218နဲ့မှာဆက်သွယ်ပြီးတော့မှာယူလို့လည်းရပါတယ်ရှင်ချက်ပေါက်တွေမှာလည်းလာပြီးတော့မှာလို့ရပါတယ်ရှင်အယောင်ကာလာလေးတွေကတော့အကုန်မြန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမှာတဲ့အချိန်အလိုက်ကိုမှာအယောင်ကာလာလေးကတော့ဘာယောင်လေးကြံသေးလဲဆိုတာမေသေချာလေးပြောပြပေးပါတယ်ရှင်ဗီဒီယိုလေးလည်းရိုက်ပြပေးပါတယ်เนาะကျေးဇူးတင်ပါတယ်